သွေးတဲ့လေလူတစ်ယောက်ရဲ့ရှင်သန်ခြင်းမှာအရေးပါတဲ့အစိတ်ပိုင်းတစ်ခုခန္ဓာကိုယ်ရဲ့နေရာတိုင်းမှာပြန့်နှံ့စီးဝင်နေတဲ့အရာတစ်ခုသွေးသည်အသက်တဲ့အလင်းမရှိရင်အမှောင်ကိုမမြင်နိုင်သလိုသွေးမရှိရင်အသက်မရှင်သန်နိုင်ဘူးသခင်ယေရှုရဲ့အသွေးတော်ကတော့လူသားအားလုံးရဲ့ရှင်သန်မှုမှာအရေးပါတယ်တူတယောက်တည်းအတွက်မဟုတ်ဘူးလူမျိုးတစ်မျိုးတည်းနဲ့ပြီးမသွားဘူးလူသားမျိုးနွယ်အားလုံးအတွက်သုံးခဲ့တဲ့သွေးတခဏအတွက်မဟုတ်ဘူးတဘဝအတွက်လည်းမဟုတ်ဘူးထာဝရအတွက်